ချတဲ့ကုံကြငွေတွေအများကြီးပေးထားရက်သားပေးပြီးရက်သားနဲ့ရတဲ့ကတ်တွေစာရွက်တွေမရကြတဲ့ဘဝကိုတွေးရင်ကျွန်တော်တို့ကကျွန်တော်တွေလားလို့ဒီနေ့စဉ်းစားကြည့်ကြပါမယ်ကျွန်တော်တို့ကကျွန်တော်တွေလားထိုင်းရောက်မြန်မာတည်င်းတွေနဲ့မဆိုင်ပေမဲ့ဒီလိုပဲဆက်ဆက်လာတာပါကွန်မန့်တစ်ခုမှာကျွန်တော်ကိုဖန်တူကမြန်မာစာကျွမ်းနေဆိုစာလုံးပေါင်းတွေရလဲတလွဲပါလားဆိုပြီးတော့မှတ်ပါတယ်ကျွန်တော်လည်းငယ်ကုန်လေးမကုန်တကုန်နဲ့ဆိုတော့ပြန်ပြီးမှတ်မိပါတယ်မြန်မာစာကိုကျွန်တော်ကစာရေးဆရာတူနီပါကျွမ်းပါတယ်ကျွန်တော်စာလုံးပေါင်းကိုကျွန်တော်လို့ရေးထားတယ်နော်အမှားမထောက်နဲ့အောင်စိတ်ကြိုက်ပေါင်းတာပါလို့ပြန်ပြောပြတယ်သူပြောလဲပြောစရာပေါ့ကပ်ရဲ့ caption စနစ်ကစာလုံးပေါင်းမမှန်ဘူးလေကျွန်တော်လည်းလိုက်မပြနိုင်ပါဘူးဒီလိုနဲ့ပြောခံထိတာတော့ဝတ်လေတာပါပဲငငယ်ရဆိုသူများကင်းဘုတ်တွေမှန်လားမမှန်လားကျွန်တော်မသိဘူးသူများတပ်ပုံမှားရင် Facebook မှာတွတ်ပြောတာခုတော့ဝတ်လေတာပါအဲ့ဒီ comment ကိုဆက်ဆက်ရကနေပြီးတော့ဒီ content ဖြစ်လာတာပါကျွန်တော်တို့ကကျွန်တော်တွေလားပေါ့ကိုတိုင်းပြည်ရှိလျက်နဲ့သူများတိုင်းပြည်မှာနေကြရမျက်နှာငယ်ကြရစာရွက်ပေါင်းများစွာထလိုက်ကြပြီးရုံးတွေမှာတန်းစီရတက်ပြင်းချရကပ်ပေါင်းများစွာအတွက်ပိုက်ဆံတွေများစွာသုံးကြရချတဲ့ကုံကြငွေတွေအများကြီးပေးထားရက်သားပေးပြီးရက်သားနဲ့ရတဲ့ကတ်တွေစာရွက်တွေမရကြတဲ့ဘဝကိုတွေးရင်ဒီကျွန်တော်ဆိုတဲ့ content ဖြစ်လာတယ်ဆိုကြပါစို့ကျွန်တော်တို့ဆိုပြီးပြောကြပေမဲ့ဒီစကလုံးကျွန်တော်ဆိုတဲ့ဒီစကလုံးအမှန်ကကျွန်တော်ပါကျွန်တော်ဆိုတဲ့အင်္ဂလိပ်စလုံးက good sleep ဖြစ်ပါတယ်ဒီကနေလာတာပါကျွန်တော်ဒါကိုတတိထားမိပြီးတော့မြန်မာစာနဲ့တက်ကြရကျွန်တော်ဆိုတာကြီးကိုကျွန်တော်မသုံးဖြစ်တာ10နှစ်လောက်ရှိပါပြီကျွန်ုပ်ဆိုတာရှိသေးတယ်ကျွန်ုပ်ကိုစာရေးလို့ရှိရင်ကျွန်ုပ်တချို့ကလည်းအကျွန်ုပ်ကျွန်ုပ်တို့ဗီဒီယိုထဲမှာကြားဘူးကြမှာပါကျွန်ုပ်ကိုပြောတာပါကျွန်ထဲမှာတော့မှသေးငယ်သောကျွန်တိမ်ဖြင်းသောကျွန်အညံ့ဆုံးကျွန်တိမ်နှုတ်ညံ့ဖြင်းသောကျွန်ဒီလိုကြားဘူးတယ်မဟုတ်လားအရှင်သခင်တို့နဲ့စကားပြောတဲ့အခါကိုနှိပ်ချရင်ကျွန်ဖြစ်တာတော့မလုံလောက်မှဆိုလို့ကျွန်နှုတ်အညံ့ဆုံးသောကျွန်ပါဆိုပြီးထပ်ပြီးတော့နှိပ်ချရတာရှိသေးတယ်ဒီလိုနဲ့ကျွန်တော်အခုဆိုရင်ကျွန်တော်ဆိုတာကြီးကိုမရေးဖြစ်တာကြားပါပြီတက်ဥစံပိုင်ဘရင်စနစ်ကိုမုံရတာတမျိုးတမိုင်းအငွေတွေပြေကာစရှိသေးအချင်းချင်းဖိနှိပ်အနိုင်ကျင့်ကျွန်လောက်တာခံရဒီလိုနဲ့နိစ္စရနိုင်ငံတွေခိုလုံပြန်တော့လဲကတ်သထိန်းချုပ်မှုပေါင်းစုံအောက်မှာကိုအလုတ်သမားလားကျွန်လားမသေးကွဲအောင်ထိနှိပ်ချခံကြရပြန်တယ်ပညာမတတ်သူတွေဆိုရင်ဆိုးဆုံးပေါ့ပညာသင်ကြပါသူတစ်ပါးဘာသာစကားကိုရအောင်သင်ကြပါသားသမီးတွေကိုမိမိလိုအောက်ကြတဲ့ဘဝကနေလွတ်အောင်လုပ်ကြပါကျွန်တော်ကျွန်မပမာမလုပ်ကြပါနဲ့တော့စသဖြင့်မျိုးစုံလိုပါတယ်စကားမစထိုင်းမှာလဲချန်ဆိုတဲ့စကားလုံးရှိပါတယ်အင်္ဂလိပ်လိုအိုင်ပါယောက်ျားလည်းသုံးတယ်မိန်းမလည်းသုံးတယ်ရှေ့ကလူတွေဆိုပို့သုံးပါတယ်ချန်ရက်ထေဆိုတာကြားဘူးတယ်မလားချန်ရက်ထေငါနင့်ကိုချစ်တယ်ပေါ့လေအခုခေတ်မှာလဲထိုင်းသချင်းတွေမှာအမြဲကြားနေရတုံဖြစ်ပါတယ်အဲ့ဒီချန်ဆိုတာကလဲချန်ဆိုပြီးတော့မူရင်းစကလုံးဘယ်ကများပြောင်းလဲဆင်းသက်လာတယ်လဲပေါ့စဉ်းစားမိပါတယ်မရဘူးလေကျွန်တော်တို့ကအဖော်ရအောင်ညှိရမှာပါပဲသူတို့ဆိုဘယင်စနစ်အောက်မှာခုထိနေကြတော့မဟုတ်လားကွန်မန့်တစ်ခုကစလိုက်တဲ့အတွေ့ကကျွန်တော်မှာဆုံးပြီးအခုတော့မေးပါဦးမယ်ခင်ဗျားတို့ရောစာရေးလို့ရှိရင်ကျွန်တော်လို့စာလုံးပေါင်းကိုဂရုတစိုက်ရေးနေကြတော့မလားရေးတဲ့ခါကျရင်ဘာမှမခံစားရဘူးလားဘာမှမခံစားမိဘူးဆိုရင်တော့အကောင်းဆုံးပါပဲခံစားတတ်သူကတော့ခံစားချက်တွေနဲ့ပင်ပန်းရပါတယ်ကျွန်တော်ရပ်ပါပြီ